မင်္ဂလာပါကျမဒီနေ့ကြက်သားဒိန်ရနှက်လေးပေါ့နော်အဲ့ဒီဟာလေးကိုကျမချက်ပြပါမယ်အရင်ဆုံးပေါ့နော်ကျမတို့ဒီကြက်သွန်အနေနဲ့ကြက်သွန်ဖြူပေါ့နော်ထောင်ကြက်သွန်ဖြူရဲ့ကြက်သွန်နီလေးရဲ့ပြင်ငယူသည့်အစိမ့်မုံလေးပေါ့နော်အယောင်တင်မုံပေါ့နော်အဲ့ဒီဟာလေးထောင်းထားတဲ့ဟာလေးကိုစီစတတ်ပါမယ်ရှင်အမှန်တကယ်တော့လေဟိုပေါ့နော်ဒီဟာလေးထောင်းထားတဲ့ဟာလေးညံ့ရင်တော့ပိုကောင်းတယ်ပေါ့ကျမကတော့မနက်ကနည်းနည်းရုံသွားဖို့အလင်းလိုနေရဆိုတော့လေမညက်တညက်လေးဖြစ်သွားတယ်တကယ်မညက်တညက်ဖြစ်သွားပါအဖက်တီဖြစ်သွားတယ်ပေါ့နော်အမှန်တကယ်တော့မညက်နေအောင်ထောင်းရင်တော့ပိုပြီးအနှစ်ကလေးကပိုပြီးတော့စားကောင်းတယ်ပေါ့နော်ဟုတ်ကဲ့ပါပြီးတော့ဆိုရင်တော့ကျမတို့စွန်းနှဲမုံလေးပေါ့နော်စွန်းနှဲမုံလေးထည့်ပြီးတော့စီလေးပြန်တက်ပါမယ်ထပ်ပြီးတော့မှွေပါမယ်ရှင်အမှန်တကယ်ဆိုရင်တော့လေဟိုအဲ့လိုမျိုးညက်နေအောင်ထောင်းရင်တော့ပိုကောင်းတယ်ပေါ့နော်ကျမတကယ်မနဲ့တော့လေနည်းနည်းဘယ်လိုပြောရမလဲဟိုအဲ့ရနိုးနောက်ကျသွားတော့ရုံးသွားမှာနည်းနည်းနောက်ကျသွားတာဆိုတော့လေအမှထောင်းထားတဲ့ဟာတွေမညက်တညက်တွေဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးဖြစ်သွားတာပါညတော့မှွေပါမယ်ကျမအမှွေဆရာမကြီးဆိုတော့လေမှွေပါမယ်ရှင်ဒီကောင်လေးကိုစီနာနာတက်ပေးမှလေဟင်းလေးကမှွေးပြီးစားလို့ကောင်းမှာပေါ့နော်ပြီးသွားပြီဆိုရင်တော့လေကျမဒီနေ့ကြက်သားမုံလေးနဲ့ပဲသုံးပါဆိုတော့လေကြက်သားမုံလေးထည့်ပါမယ်ဟုတ်ဒီနေ့တော့အချိုမုံလေးတော့မပါဘူးပေါ့ကြက်သားမုံလေးထည့်ပြီးတော့တက်မယ်ကြက်သားမုံလေးထည့်မယ်ပြီးသွားပြီဆိုရင်တော့ကျမတို့ပေါ့နော်ဒီငပြားလေးအနှဲငယ်ပေါ့စီးတက်တဲ့တဲကိုပေါက်လိုက်မယ်ပေါ့နော်ငပြားလေးနှဲငယ်ထည့်ပြီးတော့ပေါက်လိုက်မယ်ကျမဒိန်ချင်နှက်တဲ့တဲမှာလေအရသာတွေကအကုန်လုံးထည့်ပြီးသွားပြီဆိုတော့လေညတွေကနှက်ထားတာဒိန်ချင်နှက်တဲ့ဟာတော့နောက်ပိုင်းကျရင်ကျမပြပေးပါမယ်နော်ညာလေးကိုမှွေပါမယ်ရှင့်စီပြန်တက်မယ်ပေါ့နော်စီကိုနာလေးတက်ပြီးမှွေးနေတဲ့ဒီတက်ပေးရပါမယ်ရှင့်ကဲပါပြီးသွားပြီဆိုတော့ကျမတို့ဒီကြက်သားလေးပေါ့နော်နှက်ထားတဲ့ကြက်သားလေးကိုကျမတို့ထည့်ပါမယ်ဥမာရေခဲတက်တာရထည့်ပြီးတော့လေကျမနှက်ထားအဲ့ဒီကောင်လေးကိုပေါ့နော်ဒီဥစ္စာလေးကိုလုံးဝလေဘယ်လိုပြောရမလဲဟိုဒိန်ချင်နဲ့နှက်လိုက်တယ်ဆိုရင်ကအဲ့အသားလေးကလေနူးနူးအီလေးနဲ့လေတားစားလို့ကောင်းတယ်ဘာလို့ကျမအဲ့ဒီဟာကိုချက်ပြွားလဲဆိုတော့လေကျမ Happy New Year နေ့တော့လေငါဒိန်ချင်လေးနဲ့နှက်ပြီးရောပေါ့နော်ဒါလေးကိုกินစားရင်ကောင်းမယ်ဆိုပြီးတော့ကျမတို့အိမ်ရောက်ထက်ကပေါ့နော်ဟိုဒိန်ချင်နွားနိုးတို့ဒိန်ချင်တို့ရောင်းနေအကိုစီကနေကျမဝယ်လိုက်တာဝယ်ပြီးအဲ့နေ့ကစမ်းလို့ကြည့်ရလေလုံးဝစားလို့ကောင်းတယ်ဘာလို့ပြောရမလဲအသားလေးလုံးဝလေးနူးအီပြီးတော့လေအရသာလည်းပို့ရှိရပေါ့နော်ဟိုပြီးတော့အရသာလေးလူဟင်းချက်တဲ့နေရာမှာဆိုရင်တော့အရသာလေးအများကြီး